ဟုတ်ပြီနော်ပြန်ပြောကြည့်လိုက်မယ်သူကစာမျက်နှာ132နော်132 review number 2ပေါ့ 2A နော် review 2A review 2ကဘာပြောလဲဆိုတော့ဒီကမိတာကstructure ရဲ့ formula ရေးခိုင်းတယ်နော် structure ရဲ့ formula ရေးပြီးရနံပါတ် 1A ကသူကဘာပြီးလဲဆိုတော့ OCDNE octane OCDNE octane နော် octane ဆိုရင်ဆိုတော့ကာဗွန်ဘယ်နှလုံးလဲ8 လုံး 8 လုံးပေါ့နော်ကာဗွန်8 လုံး structure လည်းလို့ပဲမေးတယ်နော်ဘာမှမမေးဘူး8 လုံးဆိုတော့ဆွဲကြည့်လိုက်ဘယ်လိုရမလဲ CA3 single bond CA3 single bond CA2 ပေါ့နော်ကာဗွန်ကတော့1 2 3 4 5 6 8 1 2 3 4 5 6 8ကာဗွန်8 လုံးဆိုရင် octane ပေါ့နော်သူကဒီမှာ H 3 လုံးထည့်မယ် H 2 လုံးထည့်မယ်ဒီမှာ H ဘယ်နှလုံးထည့်မလဲ2 လုံးပေါ့ဒီမှာလည်း H က2 လုံးထည့်မယ်ဒီမှာလည်း2 လုံးဒီမှာလည်းပဲ2 လုံးဒီမှာ2 လုံးပို့နောက်ဆုံးမှာ3 လုံးဟုတ်1 2 3 4 5 6 8ကာဗွန်တစ်လုံးဆိုဘယ်နှပုံရှိရမလဲ4 ပုံ 4 ပုံနော်အဲ့ဒါရတယ်ပြီးရင်နံပါတ် B နော်နံပါတ် B ကဆက်ဘာမေးလဲဆိုတော့3 3 methyl နာမည်က3 methyl ပြီးတယ်3 methyl ပြီးနောက်မှာသူဟတ်စိန်ပါနော်သူ ibus name ဖြစ်တဲ့ကြောင့်စပီပါချားစရာမလိုဟုတ်ပြီဟတ်စိန်ဆိုတဲ့ကာဗွန်ဘယ်နှလုံးလဲ6 လုံး6 လုံး9 လုံးဟော6 လုံး 6 လုံးပါနော်1 2 3 4 5 6ကာဗွန်6 လုံးနော်ကာဗွန်6 လုံးဖြစ်မယ်ပြီးရင်နံပါတ် 3 မှာမီတိုင်းရှိရမယ်1 2 3နံပါတ် 3 မှာမီတိုင်းထားလိုက်ဟုတ်ပြီဒီမှာကျတော့ CA 3 CA3 ဒီမှာ CA2 ပေါ့နော်ဒီမှာ1 2 3 3ပုံးဆိုတော့ဗာထည့်မယ် C8 ပေါ့နော်ဒီမှာ2ပုံးရှိပြီးသားဆိုတော့ H2 ပေါ့နော်ဒီမှာကျတော့ဗာထည့်မလဲ H2 ဒီမှာကတော့ H3 အဲ့ဒါဆိုရင်သူ့ရဲ့နာမည်1 2 3 4 5 6ကာဗွန်က6လုံးနံပါတ် 3 မှာရှိရတဲ့ကြောင့်ဒါကြောင့်သူ့ရဲ့ဖြေက3 meter half say ဘယ်လိုရမယ်နော်ဟုတ်ပြီနံပါတ် C ဆိုကြည့်အောင်ဗာပေးတာလဲ224 try me die bending ဟုတ်တယ်224 try PMETHYM မိတိုင်းပြီးနောက်တစ်ခုကပါလဲပန်တိန်ဆိုတဲ့ကာဗွန်ဘယ်နှလုံးလဲ5 လုံး 5 လုံးပေါ့အဲ့ဒါလေးရင်ရေးလိုက်နော်ကာဗွန်5 လုံးဆိုတော့ကိုကသိရကာဗွန်5 လုံး1နော်2 3 4 5ကာဗွန်5 လုံးကာဗွန်5 လုံးရပြီပြီးသွားရင်နောက်တစ်ခုက2ရှေ့ရပဲနံပါတ်တက်လိုက်မယ်ဆရာကြိုက်တာတက်လိုက်နော်ကိုကဆရာရှေ့ရတက်လိုက်2မှာမီတိုင်းနှစ်ခါရှိမယ်ဒါကြောင့်နံပါတ်2မှာအပေါ်မှာလည်းမီတိုင်းရှိမယ်အောက်မှာလည်းမီတိုင်းရှိမီတိုင်းဘယ်နှခါလဲနှစ်ခါပေါ့နော်မီတိုင်းနှစ်ခါရတယ်မီတိုင်းနှစ်ခါရပြီပြီးရင်4မှာမီတိုင်းတစ်ခါရှိရမယ်နော်2 2 4 1 2 3 4နံပါတ်4မှာမီတိုင်းတစ်ခါရှိတယ်ပြီးဆရာနာမည်ကိုဘယ်လိုတက်ထားလဲဆိုရှေ့ရတက်တာနောက်ကတက်တာနံပါတ်ကိုရှေ့ရတက်တာ1 2နော်3 4 5ဆရာလို့တက်တာနော်ဟုတ်ပြီအဲ့တော့မှ0က okay ဖြည့်မယ်ဒီမှာ H ဘယ်နှလုံးဖြည့်မလဲ3 လုံး H 3 လုံးပေါ့နော်အဲ့ဒါမှ4ပုံပြည့်အောင်လို့ဒီမှာဆိုရင်ဖြည့်စရာလို့လား1 2 3 4 4ပုံဆိုတော့ဖြည့်စရာမလိုနော်ဒီမှာ H ဘယ်နှလုံးဖြည့်မလဲ2 လုံး 2 လုံးဖြည့်ဒီမှာ1 လုံး 1 လုံးဒီဘက်မှာ3 လုံး 3 လုံးအဲ့ဆိုသူဥစ္စာ224 try methyl pentane ရနော်โอเคတော့နားလည်နော်ဟုတ်โอเคအဲ့လေးရေးလိုက်နော်